blade ကိုနင်းနေတဲ့ချိန်မှာဒီကလက်ကင်ကကျွန်တော်တို့ဇက်တုံတာတို့ဒါမှမဟုတ်ပဲနဲ့ဒီက blade ချင်းနေမိတ်ဆွေမောင်းနေတဲ့ကမကြခင် blade လဲရတော့မှလားဆက်သုံးလို့သိလားဒီ၅ချက်ကိုကြည့်တာနဲ့သိရှိနေတာဖြစ်ပါတယ်အခုကျွန်တော်ပြောပြမယ်ချက်၅ချက်မှာချက်၅ချက်ထဲမှာ၃ချက်လောက်ညှိနေပြီဆိုရင်သိချတယ်မိတ်ဆွေရဲ့ကား blade ကမကြခင်မှာကြီးမားမားပြင်ဆင်ရတော့မှာဖြစ်ပါတယ်ခင်ဗျနံပါတ်1ကတော့ကားမောင်းနေရင်လည်း blade ကိုနင်းနေတဲ့ချိန်မှာပန်ချင်းပုံစံလိုမျိုးကြီးထွက်တယ်ဆိုရင်သိချတယ်မိတ်ဆွေရဲ့ကား blade ကမကြခင်ကုန်တော့မှာဖြစ်ပါတယ်ဒါမှမဟုတ်ဘဲနဲ့ကားမောင်းနေရင်လည်း blade ကိုနင်းနေတဲ့ချိန်မှာကြီးမြည်တယ်ဆိုရင်ကြီးဆိုတဲ့အပန်မြည်တယ်ဆိုရင်တော့သိချတယ်ကား blade ကလုံးဝကုန်သွားပြီးတော့ဒီက drum blade နဲ့ဒီရဲ့ blade မျက်နှာပြင်ကုန်သွားပြီးတော့ blade အပလားနဲ့သွားထိနေတာဖြစ်ပါတယ်ဒါကိုမသိဘဲနဲ့ဆက်မုံမယ်ဆိုရင်ဒီက drum blade လည်းကုန်သွားနိုင်တယ်လို့ခံမဲ့သိရင်ပူများပြီးတော့မိပါထားလောက်နေတာဖြစ်ပါတယ်ခင်ဗျာနံပါတ်2ကတော့ကျွန်တော်တို့ကားမောင်းနေရင်းနဲ့ဒီက blade ကိုနင်းနေတဲ့ချိန်မှာဟိုးအောက်ရောက်မှ blade သွားမိတာတို့ဒါမှမဟုတ်ဘဲနဲ့ blade နေပြီးတော့ဒီက blade တန်ပြန်မတက်တာတို့ဆိုရင်သိချတယ်မိတ်ဆွေရဲ့ကား blade line မှာကား blade C line မှာရှိတဲ့စီကွင်းတွေကသက်တမ်းကုန်ပြီးတော့ pressure ကိုလုံးဝမထိမ့်မဲနဲ့ချော်ပြီးတော့လိုက်နေတာဖြစ်ပါတယ်ဒါကိုမသိဘဲနဲ့ကျွန်တော်တို့ဆက်မောင်းမယ်ဆိုရင်ကားကိုချိန်နဲ့မောင်းနေရင်ဒီက blade တန်လုံးဝပြန်မတက်ဘူးဆိုရင်တစ်ဖက်သူတွေတက်လဲအန်တယ်ရှိသလိုကိုယ့်အတွက်လည်းရန်ကုန်အန်တယ်များတာဖြစ်ပါတယ်နံပါတ်3ကတော့ကားမောင်းနေရင်လည်း blade ကိုနင်းနေတဲ့ချိန်မှာဒီကလက်ကင်ကကျွန်တော်တို့ဇက်တုံတာတို့ဒါမှမဟုတ်ပဲနဲ့ဒီက blade ချင်းနေဇက်တုံတာတို့ဆိုရင်သိချတယ်မိတ်ဆွေရဲ့ကား blade ဒီကကား blade မျက်နှာပြင်နဲ့ဒီကဒွန်မျက်နှာပြင်ကစားတာမညီတာဖြစ်တဲ့အတွက်တုံတာဖြစ်ပါတယ်ဒါကိုမသိဘဲနဲ့ဆက်မုံမယ်ဆိုရင်ဒီကစီရတဲ့လည်းမကြခင်ပျက်စီးစေနေသလိုဒီ blade system ကိုထိတ်ချုပ်ပေးတဲ့ ECU လည်းပျက်စီးစေနေတာဖြစ်ပါတယ်ခင်ဗျာနံပါတ်4ကတော့ကားမောင်းနေနဲ့ blade ကိုနင်းရတဲ့ချိန်မှာညာဘက်ကိုတချမ်းဆောင်းသွားတာတို့ဒါမှမဟုတ်ဘဲနဲ့ဘယ်ဘက်ကိုတချမ်းဆောင်းသွားတာတို့ဆိုရင် blade နေလိုက်လို့တချမ်းဆောင်းသွားတဲ့ဘက်က blade ကလှုပ်ပြီးတော့မဆောင်းတဲ့ဘက်ကြံတဲ့ဘက်ကတော့ကျွန်တော်တို့ blade ကိုမဖမ်းဘဲနဲ့ညာပြီးလိုက်နေတာဖြစ်ပါတယ်ဒါကိုမသိဘဲနဲ့ကျွန်တော်တို့ဆက်မုံနေမယ်ဆိုရင် highway လမ်းမှာအချိန်နဲ့မုံနေရင် blade ကိုဆောက်နေတဲ့ချိန်မှာတချမ်းဆောင်းတချမ်းနှိပ်ပြီးတော့ကောက်ကိုလိတ်သွားစေနေတာဖြစ်ပါတယ်ဒါကြောင့်ရန်ကုန်အန်တယ်များတာဖြစ်ပါတယ်နံပါတ်5ကတော့ကားမောင်းနေရင်ဒီက hand blade မီးလေ hand blade ကိုမဆွဲမနဲ့ထလင်းလာပြီဆိုရင်သေချာတယ်မိတ်ဆွေရဲ့ကား blade line မှာစီလိုင်းပေါက်တာမဟုတ်ရင် blade ရဲ့ ECU ပျက်စီးနေတာဖြစ်ပါတယ်ဒါကိုမသိဘဲနဲ့ဆက်မုံမယ်ဆိုရင်တကယ်လို့စီလိုင်းပေါက်တယ်ဆိုရင်တော့စီလုံးဝကုန်သွားပြီဆိုရင် blade ကိုနင်းလို့မရဘဲနဲ့မာတောက်ရေးဖြစ်ပြီးတော့မဖြစ်တဲ့ဟာလေအန်တရယ်လေးဖြစ်လာနိုင်တာဖြစ်ပါတယ်ဒါမှမဟုတ်ဘဲနဲ့ ECU ဖြစ်တယ်ဆိုရင်လည်း ECU ကနေပြီးတော့ဒီမီလင်းနေတာဖြစ်တဲ့အတွက် blade ကိုနင်းလားမနင်းဘူးလားဆိုတာကို ECU ကအာရုံခံလို့မရတာဖြစ်တဲ့အတွက်ဒီတိုင်းပဲဆက်မုံနေမယ်ဆိုရင်မဖြစ်သေးတာဖြစ်ပြီးတော့အန်တရယ်ရှိနေတာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ကားတစ်စီးမှာဆိုရင်အင်ဂျင်ဂီယာဘောက်မကောင်းရင်ဆက်ထိုးရက်သွားတာဆိုပေမဲ့ blade မကောင်းဘူးဆိုရင် blade ပေါက်သွားတယ်ဆိုရင်မိတ်ဆွေတွေကြီးမားမားအန်တယ်ရှိနေတာဖြစ်ပါတယ်ဟုတ်ပြီဒါကြောင့် highway သွားတဲ့သူတွေဂုံးတက်ဂုံးဆင်းမြဲသွားတဲ့သူဆိုရင်တော့ blade C ကိုကျွန်တော်တို့တစ်နှစ်တစ်ခါလဲပေးသေးတာဖြစ်ပါတယ်ဒါမှမဟုတ်တစ်နှစ်တစ်ခါလဲပေးသေးတယ်လို့ blade စနစ်ကိုလည်း3လတစ်ကြိမ်စစ်ဆေးပေးသေးတာဖြစ်ပါတယ်မြို့တင်သွားတဲ့သူဆိုရင် highway မသွားတဲ့သူဆိုရင်တော့ blade C ကိုနှစ်တစ်ခါလဲပေးသေးပြီးတော့ blade စနစ်ကိုကတော့ကျွန်တော်တို့6လတစ်ခါလဲပေးသေးတာဖြစ်ပါတယ်ဟုတ်ပြီဒီဗီဒီယိုလေးကနေပြီးဆိုရင်တော့မိတ်ဆွေမောင်းရတဲ့ကား blade စနစ်က blade တွေကလဲပေးသေးနေပြီလားဆက်သွလို့သိလားဆိုတော့ကိုသဘောပေါက်နားလည်ပြီးလို့ညွှန်လိုက်ပါတယ်တကယ်လို့မရှင်းနားမဲ့တမရှိရင်လည်း comment ဘက်မှာဝင်ရောက်ရေးခတ်မိတ်ခတ်ပေးလို့ရတာဖြစ်ပါတယ်ခင်ဗျာ